ဖျဲသီးကိုအလဲကနေနှစ်ပိုင်းဖြတ်ပြီးထပ်ပြီးဖြတ်ကအစိပ်ပိုင်းတွေလိုအရှည်လိုက်ဖြတ်လိုက်ရင်စားတဲ့အချိန်မှာဖျဲသီးရဲ့အချိုရည်တွေမျက်နှာပေါ်ကိုလျှော့ကျလာတတ်ပါတယ်။ဒါအပြင်အပိုင်းတွေကပါဇက်ထဲကိုအစင်မပြေဝင်လို့ဖျဲသီးတချို့ကိုလည်းမစားနိုင်ပဲဆုံးရှုံးသွားတတ်ပါတယ်။အဲ့ဒီအစားဖျဲသီးကိုအတူဘက်ကနေအလဲဖြတ်ပြီးပြန်လန်းထားလိုက်ပါ။ထို့နောက်တစ်ဖက်သို့အရှည်လိုက်တန်းတန်းဖြတ်ပြီးထပ်ပြီးအခြားဘက်သို့လည်းဖြတ်ပါ။ဒီလိုလုပ်လိုက်ရင်ဇရာပုံစံလိုဖြစ်သွားပါလိမ့်မယ်။အပိုင်းတစ်ခုကိုဆွဲထုတ်လိုက်တဲ့အခါအများစုကပါဇက်ထဲကိုတခါတည်းအစင်ပြေဝင်နိုင်တဲ့အရွယ်အစားဖြစ်နေပါလိမ့်မယ်။သူကတောင်ဆောင်ပေါ်ကနေခုန်ပြန်သွားချိန်မှာချော်ကျသွားပြီးစကီးတွေကလေထဲမှာမတော်တဆပုံစံဖြစ်သွားခဲ့တယ်။ဒါပေမဲ့မကြိုးပဲပုံမှန်ထပ်ပြီး60ကျော်ဝေးဝေးဆင်းသက်နိုင်ခဲ့တယ်။ဒါကြောင့်ပြိုင်ပွဲတစ်ခုမှာသူကအဲ့ဒီပုံစံကိုထပ်ပြီးစမ်းသုံးခဲ့တယ်။ဒိုင်တွေကသူ့ရဲ့ style အတွက်အမှတ်နည်းနည်းလျှော့ခဲ့ပေမဲ့သူကအခြားသူတွေထက်အရန်ဝေးဝေးပြန်နိုင်ခဲ့ပြီးနောက်ဆုံးမှာပထမဆုကိုအနိုင်ရခဲ့တယ်။မကြခင်မှာပဲအခြားစကီးကစားသမားတွေကလည်းသူ့ကိုလိုက်ပြီးလှုပ်လာကြတယ်။အစမှာမတော်တဆဖြစ်ခဲ့တဲ့အမှားတစ်ခုကနောက်ပိုင်းမှာဒီနေ့ Sky Jumping ပြိုင်ပွဲတွေမှာသုံးနေတဲ့စံပုံစံဖြစ်လာခဲ့တယ်။